2020 ပြည့်နှစ်တွင်စတင်ဖြစ်ပွားခဲ့သော CO ဗိုင်းရပ်စ်သည်နောက်ပိုင်းတွင်ဗီဇပြောင်းလဲလာရာကုသဆေးရှာဖွေရန်မဖြစ်နိုင်တော့သည့်အခြေအနေသို့ရောက်ရှိသွားသည်သေဆုံးမှုနှုန်းသည်56%အထိမြင့်တက်လာပြီးကမ္ဘာတဝန်းသေဆုံးသူဦးရေမှာတန်110အထိရှိလာခဲ့သည်ဗိုင်းရပ်စ်တန်ခံနိုင်စွမ်းကိုခံအားရှိကြောင်းအမှတ်အသားပြုထားသည့်လက်ပတ်ဝတ်ဆင်ထားသူအနည်းငယ်ကိုသာအပြင်ထွက်ခွင့်ပြုတော့သည်လူတိုင်းမနက်ခင်းတိုင်းတွင်မိမိတို့၏လက်ကင်ဖုန်းများဖြင့်ကိုယ်ပူချိန်တိုင်းတာကြရပြီးအဖျားနှဲငယ်ရှိယုံများဖြင့်အကျူဆုံးသို့စုံဟုလူသိများသည့်တီးတန့်ခွဲထားရဆုံးများသို့ပို့ဆောင်ခြင်းခံရသည်ထိုဆုံးများသို့ရောက်သွားသူမည်သူများပြန်မလာတော့ဟုကောလာဟလများထွက်ပေါ်နေသည်2024ခုနှစ်သို့ရောက်သောအခါလူဖွဲ့စည်းသည့်စီကံချက်များအောက်တွင်ပိတ်ဆို့ခံထားရသည်မှာ4နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်နီကိုသည်ဗိုင်းရပ်စ်တန်ခံနိုင်စွမ်းရှိသူဖြစ်သဖြင့်ပစ္စည်းပို့ဆောင်ရေးသမားအဖြစ်လုပ်ကိုင်နေသည်မနက်ခင်းတစ်ခုတွင်သူသည်ကျူးကျော်သူများကိုပြစ်တက်မည်ဟုချင်းချောက်စာတမ်းများချိတ်ဆွဲထားသည့်တထေးအိမ်သို့ပစ္စည်းသွားပို့သည့်သူလူခေါ်ကောင်းလောင်းတီးလိုက်သောအခါဖောက်သည်ကစပီကာမှတဆင့်သူ့ကိုစူပူချိန်မောင်းပြီးကျန်းမာရေးနှင့်တန်ရှင်းရေးဌာနကတီထွင်ထားသည့်ပိုးသက်ပုံထဲသို့ပစ္စည်းထည့်ရန်ခိုင်းစေသည်ထိုပုံသည်ပစ္စည်းကိုပိုးသက်ပြီးမှအိမ်ထဲသို့သွင်းပေးခြင်းဖြစ်သည်ဖောက်သည်ကနီကိုနောက်ကျသည်ဟုဆိုကာမုတ်ဖို့ထည့်မပေးသည့်အပြင်နောက်တစ်ကြိမ်တွင်အခြားပစ္စည်းပို့သမားကိုသာလွှတ်ရန်ပြောဆိုသည်ထိုလူသည်သူ့အပေါ်မနာလိုစိတ်ဖြင့်မုန်းတီးနေခြင်းသာဖြစ်သည်ဟုနီကိုတွေးမိသည်ကုန်လောင်ရုံတစ်ခုအတွင်း၌နီကို၏အလုပ်ရှင်လင်စတာသည်ပစ္စည်းပို့ကုမ္ပဏီကိုဦးစီးလုပ်ကိုင်နေပြီး drone များနှင့် GPS စနစ်သုံးကဝန်ထမ်းများကိုစောင့်ကြည့်နေသည်နီကိုလှုပ်ရှားမှုမရှိဘဲရက်နေသည်ကိုလင်စတာသတိပြုမိသွားသဖြင့်ဗီဒီယိုဖုန်းခေါ်ဆိုရာမှနီကိုတယောက်ဘတ်စကတ်ဘောကစားရင်းအနားယူနေသည်ကိုမိသွားသည်နီကိုသည်ဦးစားပေးပို့ရမည့်ပစ္စည်းများကိုပြစ်ထား၍စူပူချိန်မောင်းခံရပြီးအလုပ်ပြန်လုပ်ရသည့်တစ်ဖက်တွင်လည်းအမ်မာသည်အွန်လိုင်းတွင်ဗီဒီယိုကြည့်ရင်းအချိန်ကုန်လွန်နေသည်မိခင်ဖြစ်သူပိုက်ပါနိုးလာသောအခါအမ်မာကတငယ်ချင်းတစ်ယောက်အိမ်သို့လာလေတော်ရစေဟုခွင့်တောင်းသည်သို့သောပိုက်ပါကအမ်မာတွင်ကိုခံအားစနစ်ဆိုင်ရာယောဂရှိသဖြင့်မဆိုးရွားစေရန်ညှင်းပယ်လိုက်သည်ယင်းတို့နှစ်ဦးစလုံးဗိုင်းရပ်စ်စစ်ဆေးမှုခံယူရာအောင်မြင်သဖြင့်အမ်မာကဖခင်ဖြစ်သူကိုလည်းစစ်ဆေးရန်အော်ဟစ်တတိပေးသည်ဖခင်ဖြစ်သူဝီလီယံသည်အသစ်ဖွင့်လှစ်လိုက်သည့်ကျူဆုံးတစ်ခုအကြောင်းသတင်းကိုကြည့်ရင်းလေ့ကျင့်ခန်းလုပ်နေသည့်သတင်းများအရထိုဆုံးများအတွင်းရှိအခြေအနေများသည်အလွန်ရက်စက်ကြမ်းကြုတ်လာသည်ဟုဆိုသည်သမီးဖြစ်သူ၏အော်တန်ကြောင့်ဝီလီယံသည်ပြေးလွှားသွားရောက်စစ်ဆေးရာသူလည်းယောဂပိုးမတွေ့ရှိပေထိုအချိန်တွင်နီကိုသည်ပစ္စည်းအချို့နှင့်အတူရောက်ရှိလာရာအမ်မာသည်လူစိမ်းတစ်ယောက်ကိုမြင်တွေ့ရယုံမျှဖြင့်ပင်စိတ်လှုပ်ရှားဝမ်းသာသွားသည်နီကိုသည်ပစ္စည်းကိုပိုးသက်ပုံထဲသို့ထည့်လိုက်ပြီးရက်ရောစွာပေးသောမိုးပိုးကြောင့်ကျေးဇူးတင်သွားသည်အမအိမ်မှထွက်လာပြီးနောက်နီကိုသည်အမိုးတစ်ခုပေါ်တွင်ထိုင်ကာခိတအနားယူပြန်သည်သူသည်ရီးစားဖြစ်သူဆာရာထံဗီဒီယိုဖုန်းခေါ်ပြီးလှပသောမြင်ကွင်းကိုပြသတော်လဲထိုမြင်ကွင်းသည်လင်စတာ၏ကြောညာပုတ်ကြီးကြောင့်အယုတ်ဆိုးနေသည်ဆာရာသည်အပြင်မထွက်နိုင်သဖြင့်ထိုမြင်ကွင်းကိုအဖွားဖြစ်သူလီတာနှင့်အတူကြည့်ရှုသည်အမှန်တော့နီကိုနှင့်ဆာရာတို့သည်လူချင်းတစ်ခါမျှမစုံဘူးကြဘဲအွန်လိုင်းမှတဆင့်သာချင်းတွေ့ဘူးကြခြင်းဖြစ်သည်ထိုအချိန်တွင်ဖောက်တဲ့တဦးထံမှနီကိုရောက်မလာသေးကြောင်းအကြောင်းကြားစာရရှိသဖြင့်လင်စတာသည် drone မောင်းသူဒိုဇာကိုဖုန်းခေါ်ပြီးနီကိုကိုရှာခိုင်းသည် drone သည်နီကိုကိုမကြာမီရှာဖွေတွေ့ရှိသွားပြီးလင်စတာကသူ့ကိုစောင့်ကြည့်နေကြောင်းစာပို့လိုက်သည်နီကိုက drone ကင်မရာကိုလက်ခလက်ထောင်ပြကဆက်သွားရာစစ်ဆေးရေးဂိတ်တစ်ခုနှင့်ရုတ်တရက်တိုးတော့သည့်စစ်သားများကတနက်ဖြင့်ချိန်ထားသဖြင့်သူ၏လက်ပတ်ကိုအမြန်ပြတ်တက်လိုက်မှသာဖြတ်တန်းခွင့်ရခဲ့သည်တနေ့တာအလုပ်ကိစ္စများပြီးဆုံးသောအခါနီကိုသည်အိမ်ပြန်၍ကိုခန္ဓာကိုတေချာစွာဆေးကြောတန့်စင်သည်ထို့နောက်သူ၏စပိန်ကိုပြုပြင်ရန်အောင်မြင်သွားသဖြင့်စနိုးတန်ကိုကြားရယုံများဖြင့်စိတ်လှုပ်ရှားသွားသည်နီကိုသည်ဆာယာနှင့်အတူလွန်ခဲ့သည့်6လခန့်ကကူးစက်မှုလုံးဝမရှိတော့သည့်ကာလီဖိုးနီးယားရှိ Pittsburgh ဒေသသို့ထွက်ပြေးရန်ငွေစုနေခြင်းဖြစ်သည်ယခုအခါဆာယာအတွက်တရားမဝင်ကိုခံအားလက်ပတ်တစ်ခုရရှိရန်သာလိုအပ်တော်သည်အတော်အတွင်းပိုက်ပါသည်မြို့ပြင်သို့ခရီးသွားခြင်းနေပြီးမိမိတွင်လျှို့ဝှက်လမ်းကြောင်းရှိသည်ကိုတည်ထားသောတငယ်ချင်းတဦးထံမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသည်ပိုက်ပါကထိုဝန်ဆောင်မှုအတွက်ဒေါ်လာ3သိန်းတောင်းခံပြီးတန်ရှင်းရေးဌာနရှိသူ၏အဆက်အသွယ်ထံသို့စာပို့လိုက်သည်နောက်တစ်နေ့တွင်နီကိုသည်စွန့်ပစ်ထားသောအဆောက်အုံတစ်ခုထဲသို့ခိုးဝင်ကသူရခင်ကအလုပ်လုပ်ခဲ့မှုသောရုံးခန်းကိုရှာဖွေသည်သူခိတအပန်းဖြေကစားပြီးနောက်ခဲတံတပုံးကိုတွေ့ရှိသွားသဖြင့်ဝမ်းသာသွားသည်တစ်ဖက်တွင်လည်းအဆိုတော်မေသည်သူမ၏ပရိသတ်များအတွက်အွန်လိုင်းတိုက်ရိုက်လွှင့် live stream နေသည်ဒိုဇာကသူမထံဒေါ်လာ100ပေးပို့ပြီးစစ်မှုထမ်းစဉ်ကာလကသူမ၏တခြင်းများကကူညီပေးခဲ့ကြောင်းပြောသည်မေကသူတောင်းဆိုသည့်တခြင်းကိုဆိုပြရာဝီလီယံနှင့်ဆာရာတို့လည်းကြည့်ရှုနေကြသည်သို့သောအဖွားဖြစ်သူလီဒါကထိုကဲ့သို့ဝမ်းနည်းစရာတခြင်းများကိုမနှစ်သက်ပဲဆာကခုန်နိုင်မည့်တခြင်းမျိုးကိုသာနားထောင်ခြင်းနေသည်ထိုအချိန်တွင်နီကိုသည်မင်းတို့၏တိုက်ခန်းသို့ထူးခြားသောပစ္စည်းတစ်ခုလာပို့သည်ဆာယာကပိုးသက်ပုံးကိုဖွင့်ကြည့်လိုက်သောအခါနီကိုရေးထားသောကြပြတပုံးနှင့်ခဲတံများကိုတွေ့ရသည်ပကြီးဆရာမတဦးဖြစ်သည့်ဆာရာအတွက်ထိုခဲတံများသည်အလွန်အဓိပ္ပာယ်ရှိလာသည်ယင်းတို့နှစ်ဦးသည်တနေ့တွင်လူချင်းဆုံပြီးနမ်းရှိုက်ကြရန်ကတိပြုကြတော့လဲအလုပ်ပြန်လုပ်ရန်လင်စတာ၏ဖုန်းခေါ်ဆိုမှုကြောင့်ယင်းတို့၏ချုံငိမ့်သောစကားဝိုင်းပြပြသွားရသည်တိုက်ရိုက်လွှင့်မှုပြီးဆုံးသောအခါမေကဒိုဇာထံစာပို့၍အလူငွေမြောက်များပေးသည့်အတွက်ကျေးဇူးတင်ကြောင်းပြောပြီးဗီဒီယိုဖုန်းခေါ်ရန်ဖြောင်းဖြသည်သူမကမိတ်ဆွေကောင်းတဦးအဖြစ်နားထောင်ပေးမိဟုကန့်လန့်ရာဒိုဇာကကိုဗစ်မတိုင်မီကလေးကသူသည်အပြင်မထွက်ဘဲပိတ်မိနေခဲ့ကြောင်းရှင်းပြသည်သူသည်စစ်ပွဲအတွင်းဝိချက်စီရသည့်အခြေအနေသို့ရောက်ရှိခဲ့ပြီးအိမ်ပြန်ရောက်သောအခါလူများကမတန်ဆွမ်းသူတဦးကဲ့သို့လစ်လျူရှုခဲ့ကြသည်ထို့ကြောင့်နောက်ဆုံးတွင်အိမ်ထဲကအိမ်ပြင်မထွက်တော့ဘဲနေခဲ့သည်မှာ6နှစ်ရှိပြီဖြစ်သည်ဒိုဇာကမေကိုသူ၏ဒရုန်းကိုပြသပြီးအပြင်လောက၏အခြေအနေမှာမီဒီယာများဖော်ပြနေတဲ့ကဲ့သို့အမှန်တကယ်ပင်ဆိုးရွားနေကြောင်းအတည်ပြုပေးသည်ထိုညတွင်ကျန်းမာရေးဝန်ထမ်းအမတ်သည်ကျူဆုံးမှထွက်ပြေးလာသူတဦးကိုတွေ့ရှိသည်ထိုလူကမိမိတွင်ယောဂပိုးမရှိကြောင်းကျိန်ဆိုတော်လဲအမတ်ကဓာတ်ထုတ်၍သူ့ကိုထိုးတက်ပစ်လိုက်သည်အတော်အတွင်းနီကိုသည်ဆာရာနှင့်အွန်လိုင်းမှတဆင့်ရုပ်ရှင်ကြည့်ရန်ခြံဝင်းထဲတွင်ပရိုဂျက်တာတစ်ခုတက်ဆင်ထားသည်သို့သောအဖွားလီဒါကနေမကောင်းဖြစ်ပြီးချောင်းဆိုးလာသဖြင့်ယင်းတို့၏ချင်းတွေ့မှုပြတ်တောက်သွားသည့်ဆာယာကအဖွား၏နဖူးကိုစမ်းကြည့်ရာဖျားရှိနေကြောင်းအတည်ပြုလိုက်နိုင်သည့်စက္ကန့်ပိုင်းတွင်တန်ရှင်းရေးဌာနသည်အဆောက်အုံကိုဝိုင်းရန်လိုက်သည့်အေဂျင့်များကဆာယာ၏တကားကိုခောက်တော်လဲသူမကလစ်လျူရှုထားသဖြင့်တကားကိုဖျက်ဆီးရန်ပြင်ဆင်ကြသည်သို့သောအမတ်ရောက်ရှိလာပြီးအခမ်းမနေကြောင်းပြောသည်ဆာရာသည်လုံခြုံရေးကင်မရာမှတဆင့်အေဂျင့်များကဘေးအိမ်မှအမျိုးသမီးကိုဖမ်းဆီးရန်ကြိုးပမ်းနေသည်ကိုစောင့်ကြည့်နေသည်စိတ်ပြတ်အားငယ်နေသောအိမ်နီးနားချင်းကဆာရာတကားဝါသို့လာရောက်ကူညီတောင်းသဖြင့်ဆာရာကတကားဖွင့်ပေးရန်စဉ်းစားသည်သို့သောနီကိုကသူမ၏ဘေးကင်းရေးအတွက်ငြိမ်နေရန်ဖြောင်းဖြသည်အေဂျင့်များကထိုအမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သွားကြသည်ထို့နောက်အမတ်သည်ဆာရာ၏တကားကိုခောက်ပြီးသူမထိုနေရာတွင်ရှိနေသည်ကိုသိကြောင်းပြောသဖြင့်ဆာရာတကားဖွင့်ပေးလိုက်ရသည်အမတ်ကဤအဆောက်အုံတွင်ကူးစက်မှုများစွာရှိနေကြောင်းပြောပြီးတိုက်ခန်းထဲမှထွက်ခဲ့ခြင်းရှိမရှိမေးမြန်းသည်ဆာယာကမထွက်ခဲ့ကြောင်းကျိန်ဆိုသဖြင့်အမတ်ပြန်သွားသည်ထို့နောက်ဆာရာသည်တကိုယ်လုံးကိုဘုံလဲအောင်ဖုံးအုပ်ပြီးအဖွားလီဒါထံဆေးဝါးများယူဆောင်လာပေးတော့လဲလီဒါကသူမကိုအနားမလာရန်တားဆီးသည်နီကိုသည်တိုက်ခန်းသို့မကြာမီရောက်ရှိလာတော့လဲဆာရာနှင့်ဖုန်းမျက်နှာပြင်မှတဆင့်သာစကားပြောနိုင်သည်ဆာရာကအဖွားတွင်အဖျားရှိနေသဖြင့်မနှက်ဖြန်စစ်ဆေးမှုအောင်မြင်မည်မဟုတ်ကြောင်းနှင့်အေဂျင့်များကယင်းတို့နှစ်ဦးစလုံးကိုဖမ်းခေါ်သွားလိမ့်မည်ဟုပြောသည်
နီကိုသည်ဆာရာကိုစွန့်ပစ်ရန်ငြင်းဆင်ပြီးဆာရာတကားအပြင်ဘက်တွင်တညလုံးထိုင်ကတင်းတို့၏အမတ်တရများကိုပြောဆိုရင်းအချိန်ကုန်လွန်စေသည့်တစ်ဖက်တွင်လည်းဝီလီယံသည်အောက်ဆီဂျင်မျက်နှာဖုံးစွပ်ကာအိမ်မှထွက်ရန်ကြိုးပမ်းစဉ်ပိုက်ပါ၏ဖမ်းမိခြင်းကိုခံရသည်သူကအလုပ်ကိစ္စအစည်းအဝေးရှိသည်ဟုကြိမ်ဆိုတော်လဲပိုက်ပါကမယုံကြည်ပဲသူအပြင်ထွက်တိုင်းသမီးဖြစ်သူအတွက်ယောဂပိုးမွားများတည်ဆောင်လာသည်ဟုဆွဆွဲသည်ဝီလီယံကမိမိ၏အလုပ်သည်မိသားစုကိုလှုပ်ကြွေးနေခြင်းဖြစ်ကြောင်းသတိပေးသဖြင့်ပိုက်ပါကမကြေမချမ်းဖြစ်လွတ်ပေးလိုက်ပြီးပြန်လာလျင်အဝတ်စားများကိုမိရှုပြည့်ရန်ပြောသည်ထို့နောက်ပိုက်ပါသည်အမကိုတွားရောက်ကြည့်ရှုရာအမကသူမ၏ဖခင်သည်အလွန်အန္တရာယ်များသောအလုပ်ကိုလုပ်နေသည်ဟုတွေးတောနေသည်အမကမိမိကိုအားနေသူဟုညီတော်ပြီးမိခင်ဖြစ်သူကမိမိကိုအခြားပုံစံမျိုးဖြစ်စေခြင်းတလားဟုမေးမြန်းသည်သို့သောပိုက်ပါကသမီးဖြစ်သူသည်ရှီရင်ဆွဲအတိုင်းပင်ပြည့်စုံပါသည်ဟုနှစ်သိမ့်သည်မိနစ်ပိုင်းကြာတွင်ဝီလီယံသည်မေနှင့်တွားရောက်တွေ့ဆုံသည်မေသည်ပုံဖြတ်ထားပြီးနှာခေါင်းစည်းတပ်ဆင်ထားသည်သို့သောဝီလီယံကနှာခေါင်းစည်းများကိုညှင်းငွေးလာပြီဟုဆိုကာဖယ်ရှားပစ်ပြီးရင်းတို့ပြောပါကြသည်ဝီလီယံအိမ်ပြန်ရောက်သောအခါပိုက်ပါကသူ့အဝတ်စားများမိရှုနေသည်ကိုစောင့်ကြည့်နေသည်နောက်တစ်နေ့မနက်တွင်ဆာရာသည်ဖုန်းဖြင့်ဗိုင်းရပ်စစ်ဆေးမှုပြုလုပ်သည်သူမသည်အောင်မြင်တော်လဲအဖွားလီဒါမှမအောင်မြင်သဖြင့်အေဂျင့်များမကြာမီရောက်ရှိလာတော့မည်ဟု application ရပြီးကသတိပေးသည်အပြင်ဘက်တွင်အိပ်ပျော်နေသောနီကိုနိုးလာပြီးအကြောင်းစုံကိုကြားသိရသဖြင့်ဆာရာကိုအတူတူထွက်ပြေးရန်တောင်းဆိုသည်သို့သောဆာရာကအဖွားကိုစွန့်ပစ်ရန်ငြင်းဆင်ပြီးနီကိုကိုသာထွက်သွားရန်ပြောသည်နီကိုကအဖြေတစ်ခုရှာဖွေပေးမည်ဟုဂတိပြုကာအဆောက်အုံထဲမှအပြေးလွှာထွက်လာခဲ့ပြီးဆာရာမှမူစိတ်ကြကြကြံရစ်ခဲ့သည်ထွက်လာစဉ်နီကိုသည်လင်စတာထံဖုန်းခေါ်ပြီးကိုခံအားလက်ပတ်နှစ်ခုတောင်းခံသည်လင်စတာကမကူညီနိုင်တော့လဲပိုက်ပါနှင့်ဝီလီယံတို့ကကူညီနိုင်ကြောင်းပြောပြကာနီကိုရခင်ကပို့ဆောင်ပေးခဲ့သောပါဆယ်ထုတ်များသည်တရားမဝင်ကိုခံအားလက်ပတ်များဖြစ်ကြောင်းဖွင့်ဟလိုက်သည်နီကိုသည်အိမ်တို့ခိတပြန်၍စုဆောင်းထားသောငွေများကိုယူဆောင်ကာထိုတူထေးအိမ်တို့အပြေးလွှာသွားပြီးဇနီးမောင်နှံနှစ်ဦးကိုအကူအညီတောင်းသည်ဝီလီယံကဘာမှမသိသလိုဟန်ဆောင်ကာဖုန်းချပစ်လိုက်သည်ထို့နောက်ဝီလီယံနှင့်ပိုက်ပါတို့အပြင်းထန်အငင်းပွားကြသည့်အကြောင်းမှာရင်းတို့၏ယုံကြည်စိတ်ချရသူများသာသိရမည့်စီးပွားရေးလျှို့ဝှက်ချက်ကိုတယောက်ယောက်ကပေါက်ကြားလိုက်သောကြောင့်ဖြစ်သည်ပြဿနာကိုရှင်းလင်းရန်အလင်းစလိုဖြစ်နေသောပိုက်ပါကနီကိုထံသို့လာရောက်ကဝီလီယံသည်တတိကြီးလုံး၍ဖြစ်ကြောင်းပြောပြီးရင်းတို့အကြောင်းကိုမိမြန်းသည်နီကိုကမိသူများမပြောကြောင်းရင်းတို့သည်ချမ်းသာသဖြင့်အဆက်အသွယ်ရှိနိုင်သည်ဟုမိမိဘာသာခံမှန်းခြင်းဖြစ်ကြောင်းပြောသည်ပိုက်ပါကမိမိတွင်လက်ပတ်မကျန်တော့ဟုအကြောင်းပြကလက်ပတ်ရနိုင်မည့်လိပ်စာတစ်ခုကိုပေးလိုက်သည်နီကိုသည်စပိန်ဖြင့်ထိုနေရာသို့အပြေးလွှာသွားနေစဉ်ဆာရာသည်အဖွားလီဒါကိုတွားကြည့်ရာလီဒါကချစ်ချင်းမြတ်တာပြေဝသောနောက်ဆုံးစကားအချို့ကိုပြောကြပြီးတေးဆုံးသွားသည်နောက်ဆုံးတွင်နီကိုသည်စွန့်ပစ်ထားသောအဆောက်အုံသို့ရောက်ရှိသွားပြီးအမတ်နှင့်တွေ့ဆုံသည်အမတ်ကကွန်ပျူတာကိုပြသကာလက်ပတ်တွင်အချက်လက်ထည့်သွင်းရန်နီကိုကူညီလိုသူများ၏မိသူမိဝါဖြစ်ကြောင်းမေးမြန်းသည်နီကိုကပြောရန်တိုးဆုပ်နေသဖြင့်အမတ်ကမိမိသည်နီကိုဘက်တော်သားဖြစ်ကြောင်းကျိန်ဆိုကာယုံကြည်မှုအရာလက်ဆွဲနှုတ်ဆက်သည်နီကိုလက်ဆွဲနှုတ်ဆက်လိုက်သောအခါအမတ်ကသူ့ကိုဓာတ်ဖြင့်ထိုးပြီးယောဂပိုးရှိသူများ၏အမည်များကိုပြောရန်တောင်းဆိုသည်ဒေါသထွက်သွားသောနီကိုကအမတ်ကိုခေါင်းဖြင့်တိုက်ကရုံထွက်ပြီးကွန်ပျူတာနှင့်ချိတ်ဆက်ထားသောတက်တာကိုစစ်ဆေးရထဲတွင်ဘာမှမရှိသည်ကိုတွေ့ရသည်ပိုက်ပါသည်သူ့ကိုထောင်ချောက်ထဲသို့ပို့လိုက်ခြင်းဖြစ်သည်အမတ်ကအဆောင်ကိုခေါ်သဖြင့်နီကိုသည်ဒဏ်ရာမှတွေးများထွက်နေတော်လဲလေကားအတိုင်းအပေါ်သို့ပြေးတက်ရသည့်အဆောင်များကတနက်ဖြင့်ပြစ်ခတ်သဖြင့်နီကိုသည်စက်ပစ္စည်းများနောက်တွင်ပုံးကွယ်ကလှည့်ပတ်ပြေးလွှားရသည်သူတန်ဖိုးတစ်ခုကိုတွေ့သောအခါလမ်းလွှဲရန်ဆန့်ကျင်ဘက်အရက်သို့လွှင့်ပစ်လိုက်သည်သို့သောအဆောင်များကအတန်လာရာသို့လိုက်သွားပြီးသူ့ကိုတွေ့ရှိသွားကြသည်ရင်းတို့ကနီကိုကိုဖမ်းဆီးတော့မည့်အချိန်တွင်ဘူးမာရုတ်တရက်ပေါ်လာပြီးလူနှစ်ဦးကိုရိုက်နှက်ကတနက်ကိုလူယူပြီးနီကိုကိုဆွဲခေါ်သွားသည်ထွက်လာစဉ်ဘူးမာကအမတ်၏လူများမိမိအဆောက်အုံထဲတွင်အလောင်းများလာပစ်သည်ကိုညှင်းငွေးလာသဖြင့်ရင်းတို့ကိုတော်လန်နေခြင်းဖြစ်ကြောင်းရှင်းပြသည်မကြာမီအဆောက်နှစ်ဦးထပ်မံပေါ်လာသဖြင့်ရင်းတို့နှစ်ဦးပုံးကွယ်ကဘူးမာကတနက်ဖြင့်လှမ်းပစ်သည့်အဆောက်များလည်းအကာအကွယ်ယူကာရင်းတို့ကိုလိုက်ရှာကြသည်ဘူးမာကအဆောက်တဦးကိုရေခဲတက်တာတကားဖြင့်ရိုက်ချနိုင်ခဲ့ပြီးနီကိုကအခြားတဦးကိုတန်ပိုက်လုံးဖြင့်ရိုက်နှက်ကသတိမေ့သွားစေသည်အချက်ပေးခေါင်းလောင်းတန်ထွက်ပေါ်လာပြီးနီကိုအောက်ထပ်သို့ပြေးဆင်းသွားတော့လဲဘူးမာမူဆက်လက်တိုက်ခိုက်ရန်ကြံရစ်ခဲ့သည့်နီကိုစပိန်ဖြင့်ထွက်ခွာသွားစဉ်ဝီလီယံသည်လင်စတာထံဖုန်းခေါ်ပြီးနီကိုဘယ်မှာလဲဟုတောင်းဆိုမေးမြန်းသည်လင်စတာကနီကိုယနေ့အလုပ်မလုပ်ကြောင်းပြောတော်လဲဝီလီယံကမယုံကြည်ပေးထို့ကြောင့်လင်စတာကနီကို GPS ပိတ်ထားသည်ဟုလိန်ညာပြောဆိုသည်ဖုန်းချပြီးနောက်ဝီလီယံကပိုက်ပါကိုလင်စတာသည်ရင်းတို့၏လျှို့ဝှက်ချက်ကိုအမှန်တကယ်ပင်ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်းပြောသည်နီကိုသည်ဒဏ်ရာကိုကုသရန်အိမ်ပြန်ရောက်ပြီးဆာရထံမှအဖွားလီဒါတေဆုံးသွားပြီဖြစ်ကြောင်းဖုန်းလက်ခံရရှိသည်အပြစ်မကင်းစိတ်ဖြင့်နီကိုကလက်ပတ်ကိုအချိန်မီမရရှိခဲ့သည့်အတွက်တောင်းပန်ပြီးအေဂျင့်များလာဖမ်းလျင်ပုံနေရန်ပြောသည်အတော်အတွင်းမေနှင့်ဒိုဇာတို့သည်တငယ်ချင်းကောင်းများဖြစ်သွားကြသဖြင့်ဆက်လက်စကားပြောဖြစ်နေကြသည်မေကဝီလီယံသည်ရခင်တေးတန်တွင်အမှုဆောင်ဟောင်းတဦးဖြစ်ပြီးမိမိကိုအဆိုတော်ကျေပွင့်ဖြစ်စေမည်ဟုဂတိပြုခဲ့ကြောင်းဖွင့်ဟသည်ကပ်ပေးမစတင်မီလေးတွင်ဝီလီယံကသူမကိုထိုမိုတယ်သို့ခေါ်ဆောင်လာခဲ့သဖြင့်သူမထိုနေရာတွင်ပိတ်မိနေပြီးဝီလီယံ၏အသုံးချခြင်းကိုခံရခြင်းဖြစ်သည်သူမမိမြအထီးကျန်နေရကြောင်းနှင့်အနာဂတ်တွင်တေးတန်သွင်းလုပ်ငန်းမရှိတော့သဖြင့်ရှေ့ဆက်စရာမရှိတော့ကြောင်းမိုယိုကာရှင်းပြသည်ထိုအချိန်တွင်ဝီလီယံထံမှယနေ့ညလာတွေ့ကျင်သည်ဟုသောစာကိုလက်ခံရရှိသည်မေကပြန်စာမပို့သဖြင့်ဝီလီယံကစာများဆက်တိုက်ပို့ကာနှောက်ယှက်သည်ဒိုဇာကမေ၏စိတ်ဆင်းရဲမှုကိုသတိပြုမိပြီးမိမိကိုယ်ကိုကာကွယ်ရန်တိုက်တွန်းသည်မေကဝီလီယံကိုနောက်ထပ်မတွေ့ချင်တော့ကြောင်းပြောရဝီလီယံကစာများပုံမပို့လာပြီးဖုန်းများလည်းဆက်တိုက်ခေါ်သည်နောက်ဆုံးတွင်မေကဖုန်းလက်ခံကလူချင်းတွေ့ပြီးလမ်းခွဲရန်ပြောဆိုသည်ဝီလီယံကစွတ်တရက်လှုပ်ဆောင်သောအခါမေကမိမိတွင်ဝီလီယံကမှောင်ခိုကိုခံအားလက်ပတ်များပေးမည်ဟုဂတိပြုထားသည့်ဗီဒီယိုမှတ်တမ်းများရှိကြောင်းဖွင့်ဟလိုက်သည်အကယ်၍မိမိကိုလာမနှောက်ယှက်လျင်ထိုဗီဒီယိုများကိုအွန်လိုင်းပေါ်တင်ပြမည်ဟုချိန်ချောက်သည်ဤအကြောင်းအရာအလုံးကိုရုံးခန်းအပြင်ဘက်ရှိပိုက်ပါကကြားသွားသည်ဒေါသထွက်သွားသောဝီလီယံသည်ဖုန်းချပြီးတနက်သွားယူရာတနက်ပြောက်ဆုံးနေသည်ကိုတွေ့ရသည်ပိုက်ပါသည်တနက်ကိုကင်ဆောင်ကဝီလီယံနားတွင်ပေါ်လာပြီးသူဖောက်ပြန်နေသည်ကိုအမြဲတမ်းသိရှိကြောင်းဖွင့်ဟသည်ဝီလီယံတွင်ရေးစားရှိသည်ကိုသူမဂရုမစိုက်တော့လဲသမီးဖြစ်သူကိုကာကွယ်ခြင်းပြီးဝီလီယံ၏အပြင်ထွက်ပြောပါမှုများကသမီးကိုအန္တရာယ်ဖြစ်စေသည်ဟုဆိုသည်ဝီလီယံကရှင်းပြရန်ကြိုးပမ်းတော်လဲပိုက်ပါကတနက်ဖြင့်ချိန်ကသူ့ကိုအိမ်ထဲမှမောင်းထုတ်လိုက်ပြီးထို့နောက်ပိုက်ပါသည်မိထံဖုန်းခေါ်ပြီးဝီလီယံလာနေသဖြင့်အမြန်ထွက်ပြေးရန်တတိပေးသည်မေကဒိုဇာထံချက်ချင်းဖုန်းခေါ်ရာဒိုဇာကသူ့အိမ်တွင်လာနေရန်သဘောတူသည်ဝီလီယံကဖြင့်ထွက်ခွာသွားချိန်တွင်နီကိုသည်ထိုသူထေးအိမ်သို့ရောက်ရှိလာပြီးပွင့်နေသောတကားမှတဆင့်ခိုးဝင်သည်လင်စတာသည် GPS မှတဆင့်နီကိုတီနေရာကိုမြင်ရသဖြင့်ပိုက်ပါထံဖုန်းခေါ်ပြီးတတိပေးသည်တပြိုင်နက်တည်းမှာပင်တန်ရှင်းရေးဌာနသည်ဆာရာ၏အဆောက်အုံကိုဝိုင်းရန်ထားသဖြင့်ဆာရာကနီကိုထံဖုန်းခေါ်ရန်ကြိုးပမ်းတော်လဲ
နီကိုကမိမိအဖမ်းမခံရစေရန်ဖုန်းကိုလစ်လူရှုထားသည်ဆာရာသည်တန်ရှင်းရေးကားကိုဓာတ်ပုံရိုက်ယူလိုက်သည်အမတ်နှင့်အေဂျင့်များသည်ဆာရာတကားဝါသို့ရောက်ရှိလာပြီးတကားကိုဖျက်ဆီးဝင်ရောက်ကြသည်ဆာရာသည်အိတ်ခမ်းထဲတွင်ပုံနေပြီးအေဂျင့်တဦးရှာဖွေရန်ဝင်လာသောအခါတုတ်ဖြင့်ရိုက်နှက်ကသတိမေ့သွားစေသည်ထို့နောက်သူမသည်ထိုအေဂျင့်၏အန္တရာယ်ကင်းဝတ်စုံ helmet shirt ကိုဝတ်ဆင်လိုက်ပြီးမျက်နှာဖုံးကြောင့်သူမ၏မျက်နှာကိုဖုံးကွယ်ထားနိုင်သဖြင့်အေဂျင့်တဦးအဖြစ်ဟန်ဆောင်နိုင်သည်သူမသည်အခြားသူများကိုကူညီကာအဖွားလီတာ၏ရုပ်လောင်းကိုအိတ်ထဲထည့်ပြီးတန်တရားမဝင်စေဘဲတိုက်ခန်းထဲမှထွက်ခွာခဲ့သည်နီကိုသည်လက်ပတ်များကိုလိုက်ရှာရင်းအင်ကြီးထဲတွင်လှည့်ပတ်သွားလာနေစဉ်ပိုက်ပါကအမကိုရေချိုးခန်းထဲတွင်ဝတ်ထားသည်ထို့နောက်သူမကနီကိုကိုတနက်ဖြင့်ချိန်ကသမီးဖြစ်သူကိုအန္တရာယ်ဖြစ်စေသည့်အတွက်စူပူချိန်မောင်းသည်နီကိုကမိမိသည်လည်းချစ်ရသူကိုကယ်တင်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းနှင့်ယင်းတို့၏စီးပွားရေးအကြောင်းမိသူကိုမျှမပြောခဲ့ကြောင်းကျိတ်ဆိုကလက်ပတ်တစ်ခုသာလိုချင်သည်ဟုဆိုသည်ပိုက်ပါကသူ့ကိုတနာသွားသဖြင့်ကွန်ပျူတာကိုထုတ်ယူကာဆာရာအချက်လက်များဖြင့်လက်ပတ်ကိုပရိုဂရမ်သွင်းပေးရာမိနစ်အနည်းငယ်ကြာမြင့်သည်မိုတယ်တွင်မေသည်ကားဖြင့်ထွက်ခွာရန်ကြိုးပမ်းတော်လဲစက်နှုန်းမရဖြစ်နေသည်ထိုအချိန်တွင်ဝီလီယံရောက်ရှိလာပြီးကားမှန်ကိုရိုက်ခွဲကမေကိုလေပင်မှညှိ၍အပြင်သို့ဆွဲထုတ်ရန်ကြိုးစားသည့်ရုတ်တရက်ဒိုဇာ၏ဒရုန်းပေါ်လာပြီးဝီလီယံ၏ဦးခေါင်းကိုတနက်ဖြင့်ပစ်တက်လိုက်သည်မေကလန့်အော်ပြီးဒရုန်းပြန်တန်းသွားသည်ကိုစွန့်စွာကြည့်ကြံရစဉ်ဒိုဇာကသူမကိုအမြဲတမ်းကာကွယ်ပေးမည်ဖြစ်ကြောင်းစာပို့လိုက်သည်လီတာ၏ရုပ်လောင်းကိုတန်ရှင်းရေးကားပေါ်တင်ပြီးနောက်ဆာရာသည်လူတိုင်းအာရုံလွှဲနေချိန်တွင်ထွက်ပြေးခဲ့သည့်တိုက်ခန်းထဲတွင်အမတ်သည်သတိမိနေသောအေဂျင့်ကိုနောက်ဆုံးတွင်တွေ့ရှိသွားပြီးအဆောင်များကိုထွက်ပြေးသူအားလိုက်ရှာရန်အမိန့်ပေးသည့်မိနစ်ပိုင်းကြာတွင်ဆာရာလမ်းပေါ်သို့ရောက်သောအခါတန်ရှင်းရေးဌာန၏ဝိုင်းရံခြင်းကိုခံရသည့်အမတ်ကသူမ၏မျက်နှာဖုံးကိုဖယ်ရှားပြီးထွက်ပြေးရလောက်အောင်မိုက်မဲသည်ဟုဆိုသည်သူမသည်ဤမြကာလပတ်လုံးလီတာနှင့်အတူပိတ်မိနေခဲ့ရာအကယ်၍ကူးစက်ခံရပါကလက္ခဏာများပြသနေပြီဖြစ်သည်ထို့ကြောင့်သူမသည်ဗိုင်းရပ်စ်တန်ခံနိုင်စွမ်းရှိနေခြင်းဖြစ်သည်ဆာရာကလွတ်လပ်ခွင့်ကိုလိုချင်တော်လဲအမတ်ကအေဂျင့်များကိုသူမအားဖမ်းဆီးရန်အမိန့်ပေးသည်မကြာမီနီကိုသည်တိုက်ခန်းထဲသို့ပြေးဝင်လာတော့လဲအမတ်ကိုသာတွေ့ရသည်အမတ်ကသူသည်တန်ရှင်းရေးဌာနတွင်အမိုက်ကားမောင်းခဲ့ပူးပြီးအထက်လူကြီးများတေဆုံးကုန်သဖြင့်ခေါင်းဆောင်ဖြစ်လာခြင်းဖြစ်ကြောင်းပြောပြသည်အမတ်ကနီကိုသည်ကိုခံအားရှိခြင်းကြောင့်ရင်းတို့သည်နတ်ဖျားများကဲ့သို့ဖြစ်လာပြီးမြို့ထဲတွင်ကြိုက်ရလုံနိုင်သည်ကိုမသိရှိဟုတွေးတောနေသည်ရုတ်တရက်အမတ်ကဓာတ်ထုတ်၍နီကိုကိုတိုက်ခိုက်ရန်ကြိုးပမ်းတော်လဲနီကိုကစာရခဲတံကိုယူကာအမတ်၏လေပင်ကိုအရင်ထိုးလိုက်သည်အမတ်သည်အခန်းထဲတွင်လှည့်ပတ်သွားလာရင်းတွေးထွက်လွန်ကာတေဆုံးသွားသည်ထွက်လာစဉ်နီကိုသည်ဆာရာ၏ဖုန်းကိုတွေ့ရှိပြီးတန်ရှင်းရေးကား၏တပ်ပုံကိုမြင်တွေ့ရသည်သူလင်စတာထံဖုန်းခေါ်ပြီးမိမိကိုတိုင်ပြောခဲ့သည့်အတွက်အကျွေးတင်သွားပြီဖြစ်ကြောင်းပြောသည်လင်စတာကကား၏နံပါတ်ကိုတောင်းခံပြီးဒိုဇာထံဆက်သွယ်ကဒရုန်းဖြင့်ရှာဖွေခိုင်းပြီးမိနစ်ပိုင်းတွင်ဒိုဇာသည်ထိုကားအနီးဆုံးကျူဆုံးသို့ရောက်ရှိသွားသည်ကိုတွေ့ရသည်နီကိုသည်ကားကိုအမြန်ဆုံးမောင်းနှင်ခဲ့ပြီးဆာရာကားပေါ်မှဆွဲထုတ်ခံရချိန်တွင်အချိန်မီရောက်ရှိလာသည်အဆောင်များကတနက်ဖြစ်ပြရန်ပြင်ဆင်ကြတော့လဲဆာရာကရုံးထွက်ကနီကိုထံသို့ပြေးလာရာနီကိုကသူမ၏လက်ကောက်ဝတ်တွင်လက်ပတ်ကိုပတ်ပေးလိုက်နိုင်သည်အေဂျင့်များကဆာရာကိုထပ်မံဖမ်းဆီးသောအခါနီကိုကလက်ပတ်ကိုညွှန်ပြသဖြင့်အေဂျင့်များကစကန်ဖတ်ဆင်ကြည့်ရာသူမတွင်ကိုခံအားရှိကြောင်းအတည်ပြုနိုင်ခဲ့သည်ထို့ကြောင့်လင်းတို့တွင်လွတ်ပေးရုံမှတပါအခြားရွေးချယ်စရာမရှိတော့ပေယခုအခါဆာရာနှင့်နီကိုတို့သည်နောက်ဆုံးတွင်လက်ချင်းချိတ်ကရင်းတို့၏ပထမဆုံးအနမ်းကိုမျှဝေနိုင်ခဲ့ကြပြီဖြစ်သည်3 လကြာပြီးနောက်မေသည်မိမိ၏အိမ်မှနေ၍ဘေးကင်းစွာဖြင့်အွန်လိုင်းတိုက်ရိုက်လွှင့်နေသည်ဒိုဇာသည်နောက်ဆုံးတွင်သူ၏သတင်းပေါက်မှစာရွက်များကိုဖယ်ရှားလိုက်ပြီးပြန်လည်အသက်ဝင်လာသလိုခံစားရကမေကိုဒရုန်းမှတဆင့်ကမ်းခြေမြင်ကွင်းများကိုပြသရင်းအတူသွားရန်ဖိတ်ခေါ်သည့်သတင်းများတွင်ဝီလီယံနှင့်အမတ်တို့၏ရာဇဝတ်မှုများကိုမေ၏ဗီဒီယိုများကြောင့်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်ယခုအခါပိုက်ပါ၏အိမ်ကိုစုံစမ်းစစ်ဆေးနေပြီဖြစ်သည်ပိုက်ပါသည်သူမ၏အိမ်အကူကိုလွှတ်ပေးပြီးမိသားစုထံသို့ပြန်ခိုင်းလိုက်သည်အတော်တွင်လင်စတာသည်နီကိုထံမှပါဆယ်ထုတ်တစ်ခုနှင့်စာတစ်စောင်ကိုလက်ခံရရှိရာနီကိုနှင့်ဆာရာတို့ဘေးကင်းစွာထွက်ပြေးနိုင်ခဲ့ကြောင်းအတည်ပြုပေးထားသည်ပါဆယ်ထုတ်ထဲတွင်ကိုခံအားလက်ပတ်တစ်ခုပါရှိသည်ပြီးပါပြီခင်ဗျာ